မင်္ဂလာပါအကိုတိုက်ပစ်ချိန်လေးညှောက်ဝေပေးပါအောင်ဆိုတော့ညီမတိုက်ပစ်ချိန်လေးကိုမျှောက်ပေးမယ်တိုက်ပစ်ချိန်ဖို့ဆိုရင်ညီမတို့ဒီကီးလေးနဲ့နော်ဒီကီးလေးနဲ့ပြီးလို့ရှိရင်ရှစ်ကိုကွင်းကောက်လေးပဲလိုပါတယ်နော်ရှစ်ကိုကွင်းကောက်လေးကိုရှစ်ကိုကွင်းကောက်လေးရဲ့ဒီကီးလေးရဲ့ပဲလိုပါတယ်ညီမအရင်ဗီဒီယိုတွေမှာလည်းဒါမျှဝေပေးတာပေါ့နော်တိုက်ပစ်ချိန်လေးတွေကိုဒါပေမဲ့အခုကျွန်တော် channel ကို let's wait လို့ထပ်ပြီးတော့နော်ဝင်မကြည့်ချင်တဲ့ပုံမှန်တွေပြန်ပြီးတော့တင်ပေးရခြင်းဖြစ်ပါတယ်ဒါဆိုရင်တော့ဒါလိုက်ကြည့်ရအောင်နော်ဒါလေးမချိန်ခင်မှာဘယ်လိုမျိုးအတန်နေနေတက်လေးဆိုတော့ဖြစ်ပါတယ်ညီမတို့ကပထမဆုံးအနေနဲ့အပေါ်အောက်ဒီမှာအပေါ်အောက်ရွေးနေရဆိုလို့ရှိရင်ဒီကောင်ကတိုက်ပစ်ချိန်ပေးရမယ်ဘေးတိုက်ကရွေးလို့ရတယ်ဘေးတိုက်ကဒီလောက်အနေထားမှာရွေးလို့ရတယ်အပေါ်အောက်ရွေးလို့မရအောင်နော်တိုက်ပစ်ချိန်နေဆိုရင်ဒီလိုအပေါ်အောက်ရွေးနေဒီလိုအတန်နေကြားတတ်တယ်ပေါ့နော်နောက်တစ်ခုကျတော့ကမ်မရှက်တွေကမကောင်းဘူးကမ်မရှက်တွေစားနေဆိုရင်လဲပေးလိုက်ပါတိုက်ပစ်မောင်းနေအရန်ခွက်ပြီးအရန်စားနေလဲပေးလိုက်ပါနည်းနည်းလောက်ခွက်တာတော့အရာထင်တာတို့လောက်ကတော့ကြောက်စက်နဲ့တိုက်ပြီးတော့ပြန်သုံးလို့ရပါတယ်နော်အဲ့တော့ညီမတို့ကဒီမှာတိုက်ပစ်ချိန်နေဆိုရင်အပေါ်အောက်ကရွေးလို့မရအောင်အပေါ်အောက်ရွေးနေတာကိုချိန်ပေးရမယ်ဘေးတိုက်ကိုရွေးလို့ရပါတယ်เนาะကြည့်ဒါဆိုလို့ရှိရင်ညီမတို့ကဒီမှာရှစ်ကိုကွင်းကောင်းနဲ့ဒီမှာတီကီးလေးနဲ့လိုပါတယ်တီကီးမှာဆိုရင်အကျယ်တစ်ဖက်ကဒီဘိန်းတွေကိုတုံးတယ်အကျဉ်းတစ်ဖက်ကကျတော့1 to 5တွေကိုတုံးတယ်ပေါ့เนาะအဲဆိုအကျဉ်းဘက်ကနေတုံးတယ်အဲဆိုရင်ဒါလေးချိန်ပြပေးမယ်နော်ဒီနက်လေးကိုဆောင်းမယ်လှည့်လိုက်ပါဒီမှာဒီထိအရစ်လေးကိုပူလေးနဲ့ညီအောင်လှည့်လိုက်ဒါပြီးတော့ချင်းဒီအပေါ်ကပူလေးကိုလှည့်မယ်နော်ဒီပေါ်ကပူလေးကိုလှည့်မယ်ကျက်သွားတဲ့အထိလေနော်ကျွန်တော် channel ကို let's wait လို့ထပ်ပြီးကြပါနော်ဒါဆိုရင်ဒီအရစ်ကိုပြန်ဖြုတ်မှလက်နဲ့လဲလို့မရတော့ဆိုရင်တော့ဒီကီးလေးနဲ့လဲမယ်နော်ဘုသူတက်ရပါနော်တင်ညာရပါရနော်ဆိုင်ကနေပတ်သက်တဲ့နည်းပညာများကိုနေ့တိုင်းညဝေးမှဖြစ်ပါရနော်ညီမတို့ကဒီကောင်လေးကတင်းသွားပြီအကျန်းကြီးမလှုပ်တော့ဘူးဆိုလို့ရှိရင်ညီမတို့ကဒီကောင်လေးကိုရှစ်ကိုကွင်းလေးကိုဒီမှာဒီလိုလေးအရင်ထည့်ပြီးတော့မှတိုက်ပစ်ကလေးကိုအနေထားအတင်နေမှာဒီအောက်ကအဲတိုက်ပစ်ကီးနက်ကိုမယူသိနော်ထိန်းထားပေးမယ်ဒီလိုလှည့်မယ်ပြန်ဖြုတ်မယ်ပြီးဒီလိုလှည့်မယ်နော်နက်ကောင်းလေးကိုပဲကျက်မယ်အပေါ်ကနက်ကိုလုံးဝမကျက်တော့ဆိုင်ကတင်ဝနာနာညကြည့်ချကြပါနော်ဒါဆိုလို့ရှိရင်ညီမတို့ကအပေါ်အောက်မရွေးတော့ပေါ်အောင်မြေခုနကလုံးနေပါနော်ရဘူးဘေးတိုက်ကိုရွေးလို့ရတယ်ဟိုဘက်ဒီဘက်ရွေးလို့ရတယ်နော်ဟိုဘက်ဒီဘက်ရွေးလို့ရတယ်အောက်ရွေးလို့မရဘူးဒါလောက်တိုက်ပစ်ချိန်တဲ့နေရာမှာညီမတို့ကရှေ့ချမ်းကိုင်နေဆိုဘောရင်းနေကျင့်နေဆိုလို့ရှိရင်ညီမတို့ကတိုက်ပစ်နည်းနည်းလေးရော့ထားပြရတယ်အဲ့တော့ဆက်ကျင့်ရင်းနဲ့ပူတာနဲ့ဆက်နိုးတာနဲ့ပူတာနဲ့ဆိုရင်တိုက်ပစ်ကထက်ရော့အောင်မှာရောမှာဖြစ်တဲ့ဆက်အေးအောင်ထားပြီးမှတိုက်ပစ်ကိုနောက်တစ်ခါပြန်ချိန်ပေးရပါမယ်နော်အချောပြန်ချိန်ပေးရမယ်တိုက်ပစ်ကိုအရန်တောင့်အောင်မအောင်မထားရအောင်ဘားတန်နဲ့ကောက်ပါတတ်တယ်နော်အဲ့တော့ဆက်ကျင်းတဲ့ချိန်မှာနည်းနည်းလေးလျှော့ထားပေးရမယ်နော်ကျေးဇူးအများကြီးတင်ပါတယ်ဖြည့်ပေးလိုက်ပါဟုတ်ကဲ့ပါမင်္ဂလာပါအကိုတိုက်ပစ်ချိန်